ကဲရန်သူကတော့ရန်သူပီတာဆိုတာရန်သူအလုပ်ကိုပြတ်သားဆိုတာလုပ်နေပြီအားလုံးလည်းတတိကြောက်ယူမှာအခုဖွေးကိုဖမ်းတယ်ဆိုတာအမှန်တကယ်ကတော့ဖမ်းပြီးတော့ level ညစ်တာ level ညစ်ပြီးနေငါတို့လို့ကြောက်လားမကြောက်ဘူးလားကြောက်ပါတယ်ထိုင်ရှိခိုးဆိုမှဟာမျိုးပြန်လှုပ်ပေးလိုက်တဲ့အကွက်မျိုးကိုလုပ်တာဒါပေမဲ့လို့လူကြားကောင်းအောင်ဖမ်းပြီးတော့သူတို့အခက်အခဲပါရှိတယ်ခေါ်မေးပါတယ်စမ်းပါတယ်ဘာမှမင်းနေစရာအကြောင်းမရှိဘူးလေအမှုပညာရှင်တယောက်ကသူ့လို့ဒူလုပ်နေတာလေဘာအောင်မေးစရာအကြောင်းရှိတယ်ဘာမှမေးစရာအကြောင်းမရှိဘူးသူရာဇဝတ်မှုနဲ့ကျူးလွန်နေတာမဟုတ်တရားမှမှုနဲ့ကျူးလွန်နေတာမဟုတ်အမှုပညာရှင်တယောက်ကသူလောက်ကမဲ့ရိုက်ကူးရေးရုပ်ရှင်ရိုက်နေတာဒါကိုသူတို့ကဖမ်းခေါ်ပြီးတော့မေးတယ်ဆိုတာဒါဘာမှဆိုင်တဲ့ကိစ္စမဟုတ်ဘူးเนาะအဲ့တော့အခုဖွေးတွေမဟုတ်ဘူးလူမင်းတို့အိန္ဒြာကျော်စင်တို့ပြည်တီဦးတို့ပါဆိုရှင်းပြောရရင်တော့ဗျာဒီသူတို့ကိုဒီတော်လှန်ရေးကာလမှာလေဟိုဘက်လိုဒီဘက်လိုနေတဲ့အမှုပညာရှင်တွေရှိတယ်ပြီးရင်ဒီစစ်တပ်ဘက်ကိုလုံးဝရက်တည်တဲ့ယုံလေးတို့စိုးမြတ်တူစာတို့လိုဟာမျိုးဒိန်းတောင်တို့လိုဟာမျိုးတွေရှိတယ်ပြီးလို့ရှိရင်တော်လှန်ရေးဘက်ကိုလည်းအားပေးတယ်ဒါပေမဲ့အကြောင်းမျိုးကြောင့်ဘာမှလှုပ်လို့မရဘူးလက်တွေခြေထောက်တွေပါးစပ်တွေတောင်လှုပ်လို့မရဘဲနဲ့ငြိမ်ပြီးတော့ကိုယ်စီးပွားရေးတောင်အပြက်ခံပြီးနေနေတဲ့အမှုပညာရှင်တွေရှိတယ်တော်လှန်ရေးဘက်ကလုံးဝရက်တည်ပြီးတော့အခုဒေါင်းတို့ဖြူကျော်သိန်းတို့လိုမျိုးကဘာပတ်ပြီးတော့လှုပ်ရှားနေတဲ့အမှုပညာတွေရှိတယ်ပုံစံအမျိုးမျိုးရှိတယ်အဲ့ဒီထဲမှာသူတို့ဘက်ကိုထဲဝင်ပါတဲ့ဟာတွေကပြည်သူကဒဏ်ခတ်တဲ့အတွက်စောက်ရှင်းပြောရရင်တော့ဒါမျိုးတွေကိုပြည်သူကလုံးဝကိုအော်စရာမလိုဘူးဘွိုင်းကော့လို့အော်စရာမလိုပဲနဲ့ပြည်သူတိုင်းကဒိန်းအောင်ဆိုရင်အခုဒိန်းအောင်ဆိုရင်ရိုက်ကူးရေးအောင်ရိုက်လို့မရလို့ထွက်ပြီးတော့ပြောတဲ့အဆင့်ဖြစ်ကုန်ပြီအဲ့တော့အခုလက်ရှိသူတို့ရဲ့ဒီအတူရောင်ရွေးကောက်ပွဲအလိမ်အများရွေးကောက်ပွဲအတွက်ဝါရဖြန့်တဲ့ပွဲမှာသူတို့ခေါ်ပြီးတော့တုံးခဲ့အဲ့ဒီတုံးတဲ့ထဲမှာအားလုံးသိတဲ့အတိုင်းဒီနေတိုးတို့ဘာလို့အစပါလာတယ်ဒါနေဝင်းတို့ဘာလို့အစသူတို့ဘက်ကိုရိမ့်တဲ့ဟာနေတိုးတို့ဘာလို့ဆိုရင်ဒါသူ့သူပုံမှန်နေတဲ့တူတွေအဲ့တော့ပြည်သူတွေကအားလုံးသိတဲ့အတိုင်းဝိုင်းဆဲကြတယ်ဝိုင်းဆဲလာတဲ့အချိန်မှာသူတို့ကဘာလုပ်လဲဝိုင်းကောက်လုပ်မယ်ပြည်သူတွေပြင်းပြင်းထန်ထန်ထပြီးတောင်းချမ်းအောင်အခုသူတို့ကဘာလုပ်လာလဲဆိုတော့ခုနကကျွန်တော်ပြောသလိုဘယ်ဘက်မှမပါဘဲနဲ့ဒီအာနာယူတွေနဲ့မပူအောင်မဲနဲ့သူတို့အလုပ်တော်သူတို့လုပ်မစားဘဲနဲ့ငြိမ်ခံနေတဲ့လူမင်းတို့လိုမျိုးပြည်တီဦးတို့လိုမျိုးဒါမျိုးပြည်သူရှိတဲ့အမှုပညာရှင်တွေကိုလေဘင်းတွားညှစ်တာအခုအားလုံးကိုဖိအားပေးပြီးတော့ရုပ်မှခိုင်းတယ်။တက်စဉ်းစားကြည့်ရင်ဘယ်လောက်ထိရုပ်မှလည်းလုပ်ရတယ်။သူတို့ကတော့ဒါငါတို့ကသူတို့လုပ်လို့ရတယ်ဆိုပြီးတော့သူတို့ဟိုဝမ်းတာရင်ဝမ်းတာနေမယ်ပျော်ရင်ပြောနေမယ်။ဒါပေမဲ့တနေ့ချာတွင်းကြီးရှစ်စရာကြီးပြ။ဟမ်ငါလက်နဲ့ရှိတိုင်းငါမှတနက်ရှိတယ်ဆိုရင်တနက်မရှိတဲ့ပြည်သူကိုသူတို့ဆန္ဒမပါဘဲနဲ့နိုင်ထက်စီးနှင်းပြုတ်ကျင့်နေအလားဘယ်လောက်အောက်တန်းကြတယ်စဉ်းစားကြည့်။တော့ဒါအောက်ကသူတို့ရဲ့အောက်ဆွဲဘောစုပ်ကောင်တွေကဘာပြောလဲဆိုတော့နိုင်ငံတော်အတွက်ဘယ်နေရာနိုင်ငံတော်လဲမင်းအောင်နိုင်ကနိုင်ငံတော်လားချူတူလာကနိုင်ငံတော်လားဟမ်နိုင်ငံတော်ဆိုတာပြည်သူအများစုကိုနိုင်ငံတော်လို့ခေါ်တာနိုင်ငံတော်ကိုကိုစားပြုတာဒီပြည်သူပဲကိုစားပြုတာစစ်တပ်ခေါင်းဆောင်ဆိုတာပြည်သူရဲ့ခိုင်းဖက်ခြံစောက်ခွေးကခြံမစောက်ဘဲနဲ့အိမ်ဦးကန်းတက်ပြီးချိတက်ပါနေတာမြန်မာပြည်ဒါကိုဘုမရိ